ပရိသေဘဝမှာအစင်တန်းရှိတယ်ဆိုတာစီးစိမ်ဥစ္စာရှိနေုံနဲ့အစင်မြင့်တယ်လို့ပြောလို့ရပါမလားယာဒုဌာနန္တရတွေမြင့်နေုံနဲ့အစင်တန်းမြင့်တယ်လို့ပြောလို့ရပါမလားဂုဏ်နေရှိနေုံနဲ့အစင်မြင့်တဲ့ဘဝလို့ပြောလို့ရပါမလားပတ်စံနေဘလောက်ပဲရှိရှိယာဒုတွေဘလောက်ပဲမြင့်မြင့်ဂုဏ်နေဘလောက်ပဲရှိရှိcharacter ဆိုတဲ့ကိုကျင့်တရားက minus ပြနေတယ်ဆိုရင်ပရိသေသီလမလုံရင်ဘဝအဆင့်ရှိပါမလား။အဲဘဝရဲ့အဆင့်တန်းဆိုတာကိုကျင့်တရားနဲ့ပဲသတ်မှတ်ပါတယ်။ဘာနဲ့သတ်မှတ်လဲ။စည်းစိမ်ဥစ္စာတွေရှိနေုံနဲ့ကိုအဆင့်မြင့်တယ်လို့မထင်နဲ့သီလမလုံကြုံကတော့စည်းစိမ်ဥစ္စာတွေဘယ်လောက်ပဲရှိအဲ့ဒါအဆင့်တန်းရှိမှာ။ဒါပေမဲ့ဒီနေ့ခေတ်လူတော်တော်များများကသီလကိုဦးစားပေးတာများလားအဲ့ဒီစည်းစိမ်ဥစ္စာယာဒုဌာနရကိုဦးစားပေးတာများစည်းစိမ်ဥစ္စာတွေနောက်ကိုပဲလိုက်ပြီးတော့ပြိဿအဲ့ဒီအရှင်နေနဲ့မြောက်မောက်မာတဲ့သူတွေရောမရှိဘူးလားခန္ဓာကိုယ်ကြီးကိုပြင်လိုက်ကြတာခန္ဓာကိုယ်ရဲ့အလှဆိုတာလေပြိဿရဲ့ကျန်တဲ့အရာတွေနဲ့ဘလောက်ပဲစင်သီလနဲ့အလှစင်မှပို့ပေါ်ပါတယ်ယုတ်တရားတွေဘလောက်ပဲလှနေပါစေကိုကျင့်တရားမကောင်းမှုစေအဲ့ဒီယုတ်တရားအလှရှိပါအောင်မလား။အိုးစိတ်တက်ကညံ့လိုက်တာကိုကျင့်သီလက minus ပြနေတယ်ယုတ်ကလေးကတော့လှပါတယ်အကျင့်ကမကောင်းမှုစေအဲ့ဒီအလှပေါ်ပါအောင်မလား။လူတွေကအဲ့ဒါသီလနဲ့ကိုအလှမပြင်မဲ့စိတ်ရွှေငွေတွေနဲ့ပြင်လိုက်ကြတာပြိဿရဲ့ခန္ဓာကိုယ်ဆိုတာလေဘလောက်ပဲပြင်ပါစေပြင်ရင်နဲ့ပိုလှမလာပဲအိုတွလာတာများပါတယ်ပိုလှမလာပဲဘာဖြစ်လဲပြင်ရင်နဲ့ပိုလှမလာပဲအိုတွလာကြတယ်အိုတာတော့ဟုတ်ပါပြီတွတာကဘာကိုပြောတာစဉ်းစားကြည့်တာနော်အိုတွတယ်ဆိုတော့အိုတာတော့ဟုတ်ပါပြီတွတာကဘာကိုပြောတာလဲဘုန်းကြီးထင်တယ်တွတာကတွန့်တာကိုမြန်ပြောတာလားနော်အိုလာရင်ပြိဿရဲ့အရေးပြားတွေကတင်းနေရှိသေးရဲ့လားပိုလမလားပဲအိုတွလာတော့တာအိုလာရင်ဘာမှကောင်းတာမရှိတော့ဘူးအိုလာရင်ကောင်းတာရှိသေးလားဉာဏ်မပြောနဲ့အိုလာရင်ထိုင်ရာကထတာတော့မကောင်းတော့ကောင်းသေးလားဟောဒီမှာအသက်ရွယ်ကြီးနေတဲ့အဖိုးတွေအပွားတွေထိုင်ရာကထတာနဲ့နောက်ကရှိတဲ့သားတွေသမီးတွေလူငယ်လေးတွေထတာထိုင်တာတူသေးရဲ့လားငယ်တဲ့သူတွေကတော့အားရှိတော့ထိုင်ရာကထိုင်ရင်ဆွက်ခနဲ့ခေါင်းလေးနဲ့စထတယ်တဲ့။အိုတဲ့သူတွေကြတော့ထိုင်ရာကထခေါင်းနဲ့မထနိုင်တော့ခေါင်းကအောက်ကိုငုံလက်ကလေးထောက်ပြီးတော့ဘာကအရင်ထမယ်ထင်တယ်။အိုးဖင်ကားလို့မပြောပါနဲ့တင်မားကားလို့ပြောရတယ်။ပရိသေအိုလာရင်ခေါင်းနဲ့မထနိုင်ခေါင်းကအောက်ကိုငုံပြီးတော့လက်ကလေးထောက်တော့ပြီးတော့တင်မားကြီးအရင်ကုန်းထလာတာမဟုတ်ဘူးလားအိုလာရင်ထိုင်ရန်ကထတာတော့ကောင်းသေးလားတချို့ကလည်းတချို့ကြတော့အိုတော့မအိုသေးဘူးတအားစားပြီးတအားဝါတဲ့သူတွေမရှိဘူးလားကိုပေနာမှာတရားနာပြီးဝါတဲ့သူတွေတွေ့လိမ့်မယ်သူတို့တရားပွဲပြီးရင်ဘလို့ထလဲဆိုတာတစ်ချက်လောက်သတိထားကြည့်စမ်းပါဝါတဲ့သူတွေလည်းထိုင်ရာကထားရင်ခေါင်းနဲ့ထလာတင်မနဲ့ထလာလူဝါကြီးတွေထားရင်တစ်ချက်လောက်ကြည့်အိုးခေါင်းကအောက်ကိုငုံလက်ကလေးထောက်တော့ရဘာရအရင်ကုန်းတက်လာဩသူတို့လည်းဖင်ကအရင်ထတော့တာအိုတဲ့သူတွေနဲ့ဝါတဲ့သူအိုလာရင်လည်းမကောင်းဘူးဝါရင်ရောဘာကောင်းတာရှိဘာမှမကောင်းဝါလို့လှလို့ဆိုတာအလကားလျှောက်ပြောတာဝါရင်ယောဂထူတာနော်ပြောချင်တာပြိဿလူတွေကယုတ်တရားရဲ့အလှကိုတခြားအရာနဲ့အလှမစင်သီလနဲ့အလှမစင်ပဲကျန်တဲ့စိတ်အပြင်လက်ဝတ်တန်စာတွေနဲ့ပဲခန္ဓာကိုယ်ကြီးအလှဆင်နေတဲ့အခါကျတော့ဟောဒီခန္ဓာကိုယ်ဆိုတာခုနပြောသလိုကျန်တဲ့အရာတွေနဲ့ဘလောက်ပဲအလှဆင်ယုတ်တရားဆိုတာရုပ်ပတ္တိရူပံဖောက်ပြန်နေတဲ့အတွက်ကြောင့်ယုတ်လို့ခေါ်တာဘောရောဂနံ96ပြအနာယောဂတို့နဲ့သာဒရဏပဝေနအမြဲမပြတ်ဆက်ဆံ၍နေတတ်တဲ့အတွက်ကြောင့်
နေသာရတအနိတရရှာမရသောဣမတကာယတအပုတ်ကောင်ကြီးရုပ်ဆောင်ထားတဲ့ဟောဒီခန္ဓာကိုယ်ကြီးရဲ့တာရောနာမတန်ဖိုးဆိုတာကသီလံကိုကျင့်သီလပဲရှိတယ်